အားလုံးပဲမင်္ဂလာပါကျွန်တော်ထပ်တွေ့ကြပြန်ပြီနော်ဆိုတော့ဒီနေ့ကကျွန်တော် real လုပ်တော့မယ့် video ကကြတော့အခု TikTok မှာအရန် trend ဖြစ်နေတဲ့သချင်းလေးပေါ့နော်ဖာပါရှင်နဲ့ဆိုထားတာပေါ့နော်ရှားလိုက်တော့ကွာဆိုတော့မဖာဆိုထားတဲ့သချင်းလေးဖြစ်ပါတယ် Stop it ဆိုတော့ဒီဘာရှင်ဒီသချင်းလေးကိုကျွန်တော်နဲ့အတူလိုက်ပြီးတော့ကြည့်ကြမယ်နော် Okay let's go Nice စမယ်နော်ဘယ်ချိန်ညာလဲနော်လာပြီဟာဒီတီးလုံးလေးကြားရတဲ့ကျွန်တော်တို့သကြံရဲ့အရသာကျွန်တော်တို့ပြန်ပြီးတော့ခန်းစားရတယ်မမရတော့လဲနော်ဒိန်းပဲမယ်နော်အစ်လာတော့မယ်ဒိန်းတွေကတီးခွင့်နေတူအဖေလာကြီးလေသချင်းစားရတယ်သူလက်နေတော့တို့ကြည့်အဲ့ဒါโอเคဒိန်းတွေကတီးခွင့်နေတူအကားစီလက်ခုပ်တင်စီချဲလုံးမလားအဖေလာကြီးလေညာညီဖေးဖေးတစင်တော့မမီတော့ရင်ွယ်ကစီကျဲနဲ့ဒုကားမယ် Oh my god Wow လက်ခုပ်တန်စီကျဲလိုက်ပါလားဟောလေအာရီတပြေခွေးနဲ့မှာအကြည့်နေကြည့်ခေါ်ရွေးွားရေးစီလို့ချူနေမေမင်းလာခဲ့အောင်ခွေညစီရဲ့ဆက်သူတပြားစီဦးတီးသွားလာနေကိုလေးညော်နေနေစိတ်ညစ်သွားပြီမကားတော့မအတော်ဘာဖြစ်လို့တော့မမိုးမဲစဉ်းစားကြည့်လေတရက်ွက်လုံးမှာခအရက်ဖို့ဆုံးဓမတ်ဆူကရက်ရှည်ဆုံးအဲ့ဒါကိုခောက်နောက်မှထားရဲဆိုတော့မကားတော့သူတို့ကလည်းပြည်တယ်အကုန်စပွန်ဆာပေးထားတော့စပွန်ဆာအကြောင်းမလို့သူတို့ like ကနဲ့ဟာပြောလို့မရလားပြောလဲရှိမှနေကြညာဟိုနောက်တစ်ခုထပ်ကြည့်ကြမယ်နော်လူလေးနော်ဒါ စပြီဒိတ်နဲ့တော့ဒီစကုတ်ဒါဒီဒါက TikTok မှာအခု trend ဖြစ်နေတဲ့သူ့ရဲ့သချင်းလေးဖြစ်ပေါ့နော်နှလုံးသားရင်းကရေးကြည့်တဲ့ချစ်စကားလေကူပြောတာသူတို့ကြော်ဒီအဖွဲ့ကိုကြည့်လာတာကြာပြီပေါ့နော်သူတို့ရဲ့ entertainment လောက်ထားတဲ့ video တွေအရင်ကြည့်လို့ကောင်းတယ်ပြီးတော့စိတ်ကိုလည်း relax ဖြစ်စေတယ်ရန်လည်းအဖွင့်ညီတယ်လေရုံရမှာလားအချင်းကစဉ်းစားခြင်းသေးတော့ဖြစ်ပြီးပေါ့စဉ်းစားခြင်းမာလေလူလေးတော့သူတို့ကျွန်တော် reaction ကတော့ဒီလောက်ပဲဖြစ်ပါတယ် No God please no ဒီဗီဒီယိုရဲ့အရှိက73မိနစ်ကျော်တယ်ဒီဗီဒီယိုလေးကိုအစဆုံးကြည့်ချင်တယ်ဆိုတော့အဖေလာကြီးလေမဖိုင်ရဲ့ TikTok channel မှာတော်ပြီးတော့ကြည့်လို့ရပါတယ်ရှားလိုက်တော့ကွာသူ့ရဲ့ channel လေးကိုလည်းကျွန်တော် screenshot ပြထားမှာဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုမျိုး reaction video တွေကိုကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကိုလည်း like and follow subscribe အားလုံးပဲ bye bye